အားလုံးပဲမင်္ဂလာပါကျွန်တော်အကာကြီးပါနောက်ကပုံနေရတော့တီးခံကြည့်ပေါ့အားလေးပြောပြချင်တာလဲဆိုတော့ဒီနေ့ရတဲ့ကျွန်တော်မနေ့ကအောက်လန်းတော့မပို့ပေးဘူးဘက်ရရင်တော့ကုညီစုံစမ်းပေးလို့ရတယ်ဘာညာလဲရှောက်ပြီးတော့အားချောင်းလိုက်သေးရပါတော့ကျွန်တော်လည်းအားချောင်းပြီးတော့ညာပိုင်းကျတော့ဘက်တင်နေဟိုဟာတွေက error တက်နေတာသတင်းကြားတယ်သတင်းကြားတော့ဒီတိုင်းပဲကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာလည်းအရင်တော့ Facebook ကျူဟာဆက်အောင်ဆုံးလုပ်တော့အဲ့လိုမျိုးဘယ်လိုပြောမလဲ error ဖြစ်တတ်တယ်ဆိုပြီးတော့ပဲပြန်ပွင့်မှာဆိုရင်နေလာတာအခုနေကင်းကဒီထိုင်း DOE ကကြေညာချက်တစ်ခုထုတ်ပြန်တယ်ဒီနေဆက်အခြေအနေကြောင့်ပေါ့နော်အလုပ်သမားပြည်ထနာဘာညာ bla 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 ကိုရှိတဲ့အတွက်သူတို့ cabinet အစည်းအဝေးမှာဒီနေ့ကနေပြီးတော့ယာယီရွှေ့ဆိုင်းလိုက်တယ်လို့ဆိုပြီးတော့ကြေညာချက်ထုတ်ပြန်ထားတယ်နိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့အတွက်သူတို့ကတော့အကြာကြီးတော့နိုင်ငံကြီးလို့ပြောရမှာပေါ့နော်အာဆီယံထဲမှာတော့ဒီလောက်ကိုင်ခွင့်လန်းတွေအကောင်းဆုံးရှိတဲ့နိုင်ငံဆိုတော့အကြာကြီးတော့ဖြစ်မှာမဟုတ်ပါဘူးအဓိကသတိပေးချင်တာကဒီလိုမျိုးပေါ့နော်အဲ့လိုပိတ်ထားတယ်လို့ပါလို့ဆိုရင်ဗျာချောင်းနေတဲ့ဖွဲ့ရှိတယ်VVIP တို့ဒါဝင်လို့ရတယ်ပတ်စံစရန်ပို့ပေးရမယ်ဘာညာအဲ့ဖွဲ့တွေပြီးတော့ဒါအထူးဝင်ရောက်လို့ဗီဇာဘာညာလုပ်လို့ရမယ်ဘက်ပေါ့နော်အဲ့လိုလုပ်လို့ရမယ်ဆိုပြီးရှောက်ပြောနေတဲ့ဆောက်ဝေါ်တတိုက်ရယ်နော်အဲ့ကောင်တွေလည်းရှိတယ်အဲ့တွေကအကုန်လုံးကချောင်းနေတာဒီလိုခွင့်ရေးတွေချောင်းနေတာတွေကိုသတိထားပေးဖို့အကြံပေးခြင်းပါတယ်အဓိကကတော့စုံစမ်းပါလူငယ်တွေဖြစ်ပြီးတော့အဲ့လောက်ထိတုံးအနေဖို့မလိုဘူးလို့ကျွန်တော်ထင်ပါတယ်ထူးကြရင်အားလုံးက TikTok မှာပွားထားနေတာဆိုတော့သိရမှာပါကျွန်တော်လည်းလင်းသိတယ်လို့ပြောပြပေးပါမယ်အားလုံးယူဆိုင်ကြပါဒူလီအနေနဲ့ကင်းဝေးပါလေ